Inglaterra step to Singapore ပါရှင်ခုလိုမျိုးပေါ့နော်အာရှမှာဆိုရင်စီးပွားရေးမှာရောပညာရေးပိုင်းမှာရောထိတ်ဆုံးအရက်တည်နေတဲ့စင်ကာပူလိုနိုင်ငံမှာတင်းရဲ့ပညာရေးကိုပြီးတော့အလုပ်ကိုင်တွေ့ကြုံတွေကိုစတင်ခြင်းနဲ့ဆိုရင်တော့ step to Singapore သာလှမ်းလာခဲ့ပါ step to Singapore မှာဆိုရင်တင်ကတက္ကသိုလ်ဝန်ထမ်းအောင်ထားတယ်ဒါမှမဟုတ်ရင်လည်းတက္ကသိုလ်ဝန်ထမ်းနဲ့ level ကြီးတဲ့ IGCSE GED တို့လိုမျိုးအတန်းတွေအောင်မြင်ထားပြီဆိုရင်တော့စတင်လျှောက်ထားလို့ရပါပြီ program တွေအနေနဲ့ဆိုရင်တော့ diploma တန်းကနေစတင်ပြီးတော့နောက်ဆုံးဒီ post graduate master program တွေအထိပါရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်နဲ့ကိုက်ညီတဲ့ဘာသာရပ်တွေအတန်းတွေကိုရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ် step to Singapore မှာတော့တက်ရောက်နိုင်တဲ့အတန်းတွေအနေနဲ့ဆိုရင်အများစုကျောင်းသားအများစုတက်နေတဲ့အတန်းတွေကတော့ hospitality ဘိုင်းတွေရှိမယ် business ဘိုင်းတွေရှိမယ် engineering ဘိုင်းတွေရှိမယ် IT ဘိုင်းတွေရှိမယ် logistic ဘိုင်းတွေရှိမယ်ပေါ့နော်နောက်ထပ်စိတ်ဝင်စားတဲ့အပိုင်းတွေနဲ့ဆိုရင် baking ဘိုင်းတွေဆိုရင်လည်းကျောင်းသားတော်တော်များများတက်ရောက်နေကြတာရှိပါတယ်ဒါကြောင့်မလို့ကိုကြိုက်နှစ်သက်ရာဘာသာရပ်တွေကိုလည်းရွေးချယ်တက်ရောက်နိုင်ပါတယ် step to Singapore ကဆိုရင်အသင်ကျောင်းစတင်လျှောက်ထားတဲ့ဒီ documentation ပြင်ပေးတာကနေစပြီးတော့ visa approve ဖြစ်တာကြောက်တက်ရောက်တဲ့အထိကိုဝန်ဆောင်မှုတွေပေးနေတာဖြစ်တဲ့အပြင်နောက်ပိုင်းမှာဆိုရင် flight ticket ဝယ်ပေးတာ hostel ရှာပေးတာမျိုးတွေပြီးရင် interview တွေဖြေတဲ့အခါမှာဘယ်လိုဖြေဆိုရမလဲဆိုတဲ့ interview မေးခွန်းတွေကအစတင်းရဲ့ personal develop ဖြစ်မဲ့အပိုင်းတွေကိုပါဒီ training ပေးနေတဲ့အရာတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ step to Singapore နဲ့ချိတ်ဆက်ပြီးတော့တင်းရဲ့အောင်မြင်တဲ့ဘဝစီကိုရောက်အောင်ခြေလမ်းကိုစတင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်